ဟုတ်ကဲ့ကျမနာမည်ကတော့နန်းထထားဦးဖြစ်ပါတယ်မြန်မာနိုင်ငံဖက်အန်ကနေလာတာပါအသက်ကတော့36နှစ်ပါဟုတ်ကဲ့ကျမခံစားရတာကကျမကလေးမွေးပြီးတစ်လမှာစပြီးတော့ခြေထောက်ထုတ်လာတယ်ပေါ့အဲ့လိုမျိုးစဖြစ်လာတယ်ပြီးလို့ဆိုရင်ကြာလာတော့သူကခြေထောက်ထုတ်လာတာတအားအပေါ်တက်လာတယ်ပေါ့အောက်ပိုင်းလေးမသိတဲ့အထိဖြစ်လာတယ်အဲ့ချက်မှာကျမတို့ရန်ကုန်ကဆရာဝန်နဲ့ပြပြီးတော့ MRI ရိုက်တယ် MRI ရိုက်ပြီးတော့သူ့ရဲ့အဖြေကကြတော့အာယုကြောမကြီးကိုပြီးနေတာအကျက်ရအဲ့လိုမျိုးကြတော့ဆရာကခွဲဖို့လို့တယ်ပေါ့နော်ခွဲဖို့တစ်ခုပဲပေါ့ကုသမှုကတော့ခွဲဖို့တစ်ခုပဲရမယ်ဆိုတော့ဆွေးနွေးတယ်ပေါ့နော်ဆွေးနွေးရင်းနဲ့ကျမတို့ကတော့ဒီဝိထဏီဆေးရုပ်ပဲလာဖြစ်တာပါဟုတ်ကဲ့ဒီရောက်လာတော့လေဒီရန်ကုန်ကဆရာဝန်ပြောတဲ့အတိုင်းမှာပဲဒီကဆရာဝန်ကလည်းပြောတယ်ဒီအကျိတ်ကတော့ခွဲစိတ်မှုတစ်ခုပဲလုပ်ရမယ်ကျန်တာဘာဘလို့မှလုပ်လို့မရဘူးပေါ့နော်အဲ့လိုမျိုးပဲပြောတယ်ဟုတ်ကဲ့ခွဲစိတ်တာတော့သူကအာယုကြောမကြီးကိုခွဲတာကြတော့စိုးရိမ်မှုတော့ရှိတာပေါ့နော်ဒါပေမဲ့ဒီကဆရာဝန်ရဲ့ဆရာဝန်ကအရန်နှွေးထွေးတဲ့စကားပြောတာလေအရန်တိငိတ်တယ်ဆရာဝန်တွေးလိုက်တာနဲ့စိတ်ထဲမှာတော့ဖြစ်တယ်ဒီဆရာဝန်ကတော့ကျမကိုခွဲရင်တော့အောင်မြင်မှသိကြတယ်ဆိုတော့အဲ့လိုမျိုးစိတ်တော့ဖြစ်တယ်အဲ့ဒါနဲ့ခွဲလိုက်တာပါဟုတ်ကဲ့ခွဲလို့အဲ့ဒီအကျိတ်ကိုခွဲထုတ်လို့ရသလောက်လေတော့သူတို့အတက်နိုင်ဆုံးခွဲထုတ်ပေးမယ်ပေါ့အဲ့လိုတော့ပြောတယ်ကိုလည်းစိတ်ပူတယ်တကယ်ခွဲတဲ့အခါကျရင်တလုံးလုံးခွဲထုတ်လို့ရပါမလားပြီးလို့ဆိုရင်ကင်ဆာတွေဘာတွေဖြစ်နေမလားပေါ့နော်ဒါတော့အလုံးတစ်လုံးလုံးခွဲထုတ်လို့ရခဲ့တယ်အဲ့ဒီအကျိတ်ရဲ့အဖြေကလည်းဘိုင်အိုစီပို့တော့သူရဲ့အဖြေကလည်းကင်ဆာလုံးဝမဟုတ်ဘူးဆိုတော့ဝမ်းသာပါတယ်လို့လေ့ကျင့်ခန်းကတော့ဟုတ်ကဲ့အိမ်မှာပြန်လုပ်ဖြစ်ပါတယ်ဟုတ်ကဲ့လောက်ရမယ့်လေ့ကျင့်ခန်းတွေလည်းသင်သွားပြီးတယ်သူတို့တခါတည်းဟုတ်ကဲ့ဒီလိုဝင်တာကြတော့ယောဂတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ဒါပေမဲ့ကျမကတော့ပြောရမယ်ဆိုရင်ကံကောင်းတဲ့ထဲမှာလည်းပါတယ်ခွဲစိတ်မှုက 100% လောက်အောင်မြင်တဲ့လို့လည်းပြောလို့ရတယ်ပေါ့ခွဲပြီးစိတ်မကြောက်ကျမဒီငကိုတွေကအောက်ပိုင်းလုပ်လို့မရတာတွေကချက်ချင်းပြန်လုပ်လို့ရလာတယ်ခွဲပြီး4-5ရက်မှာပဲကျမလမ်းပြန်ရှောက်လို့ရတယ်ဆိုတော့ဒါတော့100% လို့တော့ပြောလို့ရတယ်ဟုတ်တယ်အဲ့ဒါတော့ဒီဝိထဏီဆေးရုပ်ပဲလာပါဝိထဏီဆေးရုံမှာကြတော့အဆင်ပြေတယ်ဒီမှာမြန်မာစကားပြန်တွေလည်းအများကြီးရှိတယ်ကျမတို့မြန်မာနိုင်ငံသားမြန်မာနိုင်ငံသူတွေအတွက်လည်းပြီးလို့စင်ဒီကဆရာဝန်တွေဆရာမတွေကအရင်နှွေးထွေးပါတယ်လို့ဆရာဝန်တွေကအရင်စိုက်ကောင်းတယ်ကျမခွဲစိုက်တဲ့ဆရာဝန်ဆိုပို့ပြီးတော့အဆင်ပြေအခြားဆရာဝန်တော့မသိဘူးနော်အဲ့ဒီဆရာဝန်တော်တော်အဆင်ပြေတယ်စကားပြောတာအရင်အေးချမ်းပြီးတော့လေကျမသူ့ကိုတော်တော်ယုံကြည်တယ်သူ့ကိုကြည်ရတာအဲ့လိုမျိုးဟုတ်ကဲ့ဆရာမတွေလည်းအရင်ကိုအဆင်ပြေပါတယ်လို့အရင်နှွေးထွေးပါတယ်လို့ကျင်ရင်ပေးချင်တာတော့တိတ်မရှိပါဘူးအဆင်ပြေပါတယ်အကောင်လုံးကတော့ဟိုတယ်မှာတဲတဲ့ဆိုလို့သူတို့ဟိုတယ်အကျိုးပိုးကအစအကောင်လုံးအဆင်ပြေအောင်လုပ်ပေးပါတယ်ဟုတ်ကဲ့